ဟုတ်ကဲ့မင်္ဂလာပါဆရာမနာမည်ကတော့ဆရာမဒေါက်တာဒေကိုဖြစ်ပါတယ်အခါဦးအောင်စိုးကြကြီးတပည့်တပည့်တယောက်ဖြစ်ပါတယ်ချင်းကျော်ဆရာမတွေတော့ပေါ့နော်ဒီဆရာမကပြန်ပြီးတော့ပစ္စည်းလေးတွေအသိရောက်လို့ပြန်လဲမိတ်ဆက်ပေးတာပါမနက်ကပေါ့နော်ဟိုလှမ်းပြီးတော့မေးထားတဲ့ဆရာကြီးရောက်ရှိပါတယ်ဟိုအင်းလာပရာအရေးပေါ့နော်လူတွေနဲ့ဆိုလို့ပေါ့နော်မှာအရေးပေးကြရပါပြီလေနော်ဒီမှာအဲ့ဒီရှိပါတယ်အမှုလည်းရှိပါတယ်ဆရာမကြီးစီမှာနော်ဒါမှကျူပြီပေါ့နော်ဒီမှာအားလေးတွေဆရာမကြီးစီမှာရှိပါတယ်ဒါကတော့အမှုပေါ့နော်သူတို့ဟာလေးအရေးပေါ့ဆရာမကြီးမှာအဆုံးရှိပါတယ်အဲ့ဒါဆေးတော့ဥက္ကလေးပေါ့နော်ဆေးတော့ဥက္ကလေးဆေးတော့ဒီကဆေးတော့ဥက္ကလေးပေါ့နော်ဆေးတော့ဥက္ကလေးဆရာမကြီးရှိပါတယ်အဲ့ဒါရွှေဆိုင်3လမရွှေဆိုင်လေးပေါ့နော်ဒီရွှေဆိုင်လေးတွေကလည်းတော်လေးကောင်းပါတယ်နော်3လမရွှေဆိုင်လေးလည်းဆရာမကြီးမှာရှိပါတယ်ဒါကကျုပ်တော့ဥက္ကလေးပေါ့နော်ဆရာမကြီးမှာဒါကဆက်ကြတယ်နော်ဒီလိုစပါးစီမှာရှိရတယ်နော်ဆိုတော့မျိုးရပါတယ်နော်မာရီလို့ရပါတယ်ဆိုတော့ဒါကနမူနာလေးပဲကြားထားတာပေါ့နော်ဒီဒီနဲ့ပစ္စည်းလေးတွေကိုဆရာမတို့ကပုံစံပြီးမှာလို့ရတယ်မျိုးလို့ရတယ်နော်ပုံစံရအောင်လုပ်ပေးပါတယ်နော်ဒါလည်းလို့ဆိုနမူနာလေးပေါ့နော်ပြပေးထားတာပါဒါတနည်းပြန်ပြီးပေါ့နော်ဒါလေးဆရာမတို့အဆုံးရှိပါတယ်နော်ဆရာတို့ပစ္စည်းရမှာအဆုံးပါပဲပုံကပစ္စည်းရောက်တာတွေကမကြည့်ရရလည်းအများကြီးရှိနေတယ်ပေါ့နော်ဒါလည်းလို့ဆိုတော့ပစ္စည်းရမှာထုတ်ထားတဲ့ပစ္စည်းလေးပေါ့နော်ဒီမှာဆိုတော့ဖောင်လေးလေးပါနော်ဆေးရောဖောင်လေးရတော့ဘလို့ဆိုတော့ဒါလေးပဲနမူနာပြတာပေါ့နော်ဆေးရောဖောင်လေးလည်းရှိပါတယ်နော်ဆုံးရှိပါတယ်နော်ဘလို့ဆိုပစ္စည်းရရောက်ကြရမထုတ်ရတရားတွေကဖြစ်နေသေးလို့ပေါ့နော်ဒီဟာလေးတွေဆရာမတို့ဆိုပြပေးတာပါနော်စုပ်တော့အိတ်ပေါ့နော်ကိုလိုဒီဒါလေးတွေနဲ့ပေါ့နော်ဆိုတော့ဒါကပတ်သက်ပြီးပါအိတ်လေးလာတယ်ပေါ့နော်ပစ္စည်းလေးကောင်းပါလေနော်ဒါစာအုပ်ရဆရာမတို့ကအစုံရှိတယ်နော်ရှင်းလို့မပြတ်ပူထုံးကြပူထုံးရန်စာအုပ်တွေပေါ့နော်ဆရာမတို့မှာအစုံရှိပါတယ်နော်အများကြီးနောက်လေတင်တဲ့စာအုပ်လေးတွေအောင်းစလေးတွေပြောလို့ရှိရင်ဆရာမတို့ကဒီမှာရှာပေးမယ်ပေါ့နော်ဒီမှာအစုံရှိတယ်ဘလို့ဆိုတော့လက်မီတလားပြီးလာဆရာမတို့ကဒီမှာထုတ်ကြတာပေါ့နော်ဒါကြောင့်လေတင်တဲ့ဟာလေးတွေဖုန်းဆက်ပြီးမေးလို့ရတယ်ဖိုင်ဘာမှာတစ်ဆင့်ပဲပေါ့နော်ဖိုင်ဘာလေးခေါ်ပြီးလည်းမေးလို့ရတယ်နော်ဖုန်းနံပါတ်လေးတစ်ဆင့်လည်းပို့ပေးလို့ရပါတယ်ဆရာမတို့မှာတော့ဥပဒေလည်းရှိတယ်ဒီမှာဆေးရောအိတ်တွေဆေးရောပိတာလေးရှိတယ်ဆရာမတို့မှာပေါ့နော်ဆေးပိတာလေးလည်းရှိတယ်ဒီနေ့အားလေးပုံစံလေးတွေမျိုးပြောပါစုပ်ကြည့်ရတာဒီအုပ်ကလေးတွေကဒီပွဲအိတ်တွေကဂျုံးနဲ့လည်းရတယ်ဆရာမတို့ရှိမှာနော်ဂျုံးနဲ့ကကြတော့လူချင်းချင်းတရက်ချိုပြောမှရတယ်ပေါ့နော်ဂျုံးနဲ့လေးလည်းရှိပါတယ်ပြီးတော့ဆရာမတို့စီမှာကဟိုဟာရုပ်လုံးတော်တွေပေါ့နော်ရုပ်လုံးတော်တွေလည်းရှိတယ်နော်ရုပ်လုံးတော်ကဆရာမတို့လည်းထိထုတ်ထားတာလည်းရှိတယ်ဒါလေးလူချင်းနဲ့ဆိုလည်းရတယ်ပေါ့နော်ဘဝလွတ်လပ်ကျေးဇူးပါတင်ရပြီ